ဘဝရဲ့အတက်အကျဘဝရဲ့အတက်အကျအနှိမ့်အမြင့်တွေဟာအချိန်တွေကိုကိုယ်ပဲလို့အသုံးပြုနေသလဲဆိုတာနဲ့ဆိုင်တယ်လူတိုင်းကအချိန်24နာရီစီအညီအမျှရနေကြတာပဲကိုရထားတဲ့အချိန်24နာရီကိုဘာတွေအသုံးပြုနေသလဲဘယ်လိုတွေအသုံးပြုနေသလဲဒနာစီဝါဥစ္စာတွေရဖို့အတွက်အချိန်တွေကိုအသုံးပြုနေသလားပုံညာကုသိုလ်တွေရဖို့အတွက်အချိန်တွေကိုအသုံးပြုနေသလားဒီလာပညာတွေရဖို့အတွက်အချိန်တွေကိုအသုံးပြုနေကြသလားကာလံခယတိပန္တိတော်ပညာရှိသူတော်ကောင်းတွေကတော့အဲ့ဓာတွေရဖို့အတွက်အချိန်တွေကိုအသုံးပြုနေကြတယ်ဘယ်လိုပဲအချိန်တွေကိုအသုံးပြုနေပါစေအချိန်တွေကတော့ဘယင်ဖြစ်ဖြစ်တရောင်းစားဖြစ်ဖြစ်ဘုံကြီးဖြစ်ဖြစ်လူပဲဖြစ်ဖြစ်အချိန်တွေကအညီအမျှလူတိုင်းကိုပေးထားတယ်အဲ့ဒီအချိန်တွေကိုအသုံးပြုပုံချင်းကွာခြားသလိုဘဝရဲ့အတက်အကျအနှိမ့်အမြင့်တွေကလည်းကွဲပြားကွာခြားသွားကြတာပါပဲကာလောဂာတိတိဘူတာနံမောဂကာလံနာခိပယေတဲ့အချိန်တွေကတရားဝါတွေကိုဝါမျိုးနေကြတယ်အချိန်တွေကိုအချီးအနှီးမကုန်ကြပါစေနဲ့ကိုယ့်ရဲ့အချိန်တွေကိုစာတွေဖတ်တရားတွေနာဘုဒ္ဓတွေရှာမိခြင်းမှာအသုံးပြုနေသလားအဲ့လိုအချိန်တွေကိုအသုံးချနေတယ်အသုံးပြုနေတယ်ဆိုရင်ကိုဟာဘုဒ္ဓကျွယ်ဝတဲ့သူတယောက်ဖြစ်လာမှာပေါ့ပျော်ပါတာတွေတောက်စားတာတွေငင်းခုန်တာတွေအိတ်တာတွေနဲ့အချိန်တွေကုန်နေကြသလားအချိန်တွေကိုဖြုံးနေကြသလားအဲ့ဒါလိုအချိန်တွေကိုကုန်နေတယ်အချိန်တွေကိုဖြုံးနေတယ်ဆိုရင်တော့ကိုယ့်အတွက်အကျင့်စိုးအကျင့်ပြည့်တွေပဲရပြီးတော့ဘဝမှာတန်ဖိုးမဲ့သူတယောက်ဖြစ်လာလိမ့်မယ်ကြိုစားစားနဲ့အလုပ်တွေအားထုတ်လုပ်ကင်ခြင်းနဲ့ကိုယ့်ရဲ့အချိန်တွေကိုအသုံးပြုနေတယ်ဆိုရင်လေကိုဟာကြီးဝါချမ်းသာလာတဲ့သူတယောက်ဖြစ်လာမှာပါပဲလမ်းတွေလျှောက်လေတွေရှူနဲ့ကိုယ့်ရဲ့ကျမ်းမာရေးလေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့ကိုယ့်ရဲ့အချိန်တွေကိုအသုံးပြုနေကြတယ်ဆိုရင်လေကိုဟာကျမ်းမာရေးကောင်းခြင်းဆိုတဲ့ကောင်းကျိုးတွေရနေမှာဖြစ်တယ်မိသားစုအပေါ်မှာဂရုစိုက်ခြင်းစောင့်ရှောက်ခြင်းတွေနဲ့အချိန်တွေကိုအသုံးချနေကြတယ်ဆိုရင်လေကိုယ့်မိသားစုဟာကိုယ့်အပေါ်မှာတန်ဖိုးထားလေးစားခြင်းတွေရလာလိမ့်မယ်အချိန်တိုင်းကိုယ့်စိတ်ကိုတတိကပ်ပြီးတော့လောဘတွေဒေါသတွေအချစ်တွေအမုန်းတွေဝမ်းမလာအောင်တတိလေးနဲ့အချိန်တွေကိုအားထုတ်ရင်အသုံးပြုနေတယ်ဆိုရင်လေကိုယ်စိတ်တွေငြိမ်းချမ်းလာလိမ့်မယ်ကိုရနေတာတွေဟာအချိန်တွေကိုကိုယ်အသုံးပြုမှုအပေါ်မူတည်ပြီးတော့ရနေတာဖြစ်တယ်လို့ပြီးပြင်းမြင်စေခြင်းတယ်အဲ့လိုသိမြင်ပြီးတော့ကိုယ့်ဘဝရဲ့အချိန်တွေကိုအကောင်းဆုံးအသုံးချပြီးဘဝကောင်းတွေရအောင်အားထုတ်နိုင်ပါစေလို့ဆန္ဒပြုရင်းဒီကုန်းချုပ်ချင်ပါတယ်အားလုံးဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဒီကုန်းချုပ်လိုက်ပါတယ်